ဟုတ်ကြိုက်တယ်ဟုတ်မုံမုံကြိုက်တယ်ဟုတ်တခြားပြောမုံမုံကြိုက်တယ်ဟုတ်ကြိုက်တယ်ဟောမှာကိုင်း မိုက်တယ်ဟုတ်တော့ပြောနေတယ်လေပြူကျန်းကျွန်တော် မင်း တန်းလာတာနော် အမတို့ကောင်းဗျာဟုတ်လားကျွန်တော်တကယ်ကြီးမချွေးတယ်နေဗျာ ကျွန်တော်ပြောပါတယ်ဒီစီစဉ်ကျွန်တော်ပါရင်သိမှာနောက်ဆုံးကျန်တဲ့လူတွေမသိနေမှာထုံထုံကတော့သိမှာထုံထုံမသိလို့မရ အတန်ကြားတယ်သမီးချက်ချင်းပါးစပ်အကုန်ဖြိုးတော့ထောက်ပါ ပြီးတော့သူတို့ကပြောတယ်ကျွန်တော်ကျို့အကြောင်းရတွေတဲ့အမှတ်တရလေးတွေပြန်ဖော်ပါလားကျွန်တော်သာဒီအမှန်မပါဘူးနော်မကတော့ဒီ3ယောက်ရဲ့အမှတ်တရတွေကိုကျွန်တော်သာတကယ်ပြန်ဖော်ရင်ကိုငှက်လည်းသူ့အိမ်ကိုသူဒီတိုင်းပြန်လို့မရဟုတ်တယ်ဒီမှာသူ့အိမ်မှာလုံးဝလက်ခံမှာမဟုတ်ဘူးတန်နေမျိုးနေဒီတိုင်းအိမ်ကိုပြန်လို့မရဘူးပြီးတော့ကြာသူ့အိမ်ဘွားနေကန်ချလိုက်သိကြတယ်ကွာထုံထုံပို့ဆိုးတာပေါ့ကွာ ငါဘာဖြစ်လို့လဲတကယ် မင်းဒီထဲကနေဒီတိုင်းတော့မထွက်သွားလို့မရရှင်းနေအမှတ်တရတွေကိုသာငါပြန်ပြောရင်ဟောဒီကပိုင်ရေးထုံးလေ တကယ်ကြီးဟာ အိမ်ရောက်ရင် မင်းတို့စိုးရလို့ငါတကယ်ကြီးကွာမင်းတို့လည်းအဲ့လိုမလုပ်တဲ့ဘူး ပိုင်သေးတို့မိမပိုင်သေးတို့ဘလောက်ဘလို့လှုပ်လိုက်မလဲဆိုတော့ နော် ပြောလို့ရ မင်းတို့ငါတကယ်ကြီးနှိမ့်ဆက်တာငါမကြိုက်ဘူးတော့ချွေးတယ်တိုင်းနဲ့ ဟာချွေးရအရန်ထွက်နေအောင်ငါတော့ပြီးခဲ့တာ နော် ဟမ်ကိုငှက်ကျွန်တော်အခုပြောလိုက်ရင် သိတယ် သိရလား သိတယ် ဘာဖြစ်သွားမှာလဲ နည်းနည်းတော့ဖြစ်သွားမယ် မင်းတို့ကငါတကယ်ကြီးအဲ့လိုမနှိမ့်ဆက်တဲ့ဘူးငါမခံနိုင်ဘူးကွာ ဒီအခုပြောလိုက်ရင်ကျွန်တော်ကတော့ ဖြစ်တယ်လေဒါလူ ငါလုံးဝမသိတာ ဟောမသိလို့ မသိဘူးမင်းငါတကယ်ကြီးငါတို့နှိမ့်ဆက်ထားမလားမင်းတို့စဉ်းစားကြည့်လေတော့ခင်ဗျာငါပြောနော်ငါတို့မချိုက်ခဲ့မချသေးဘူးနော်ခင်ဗျာ မပြောပါဘူးငါမပြောပါဘူးငါမ ဒီ ပြော ကောင် ပါ လေ ဘူး ဒီကောင်ဟာမဆောင်နိုင်ဘူးနော်မင်းနဲ့တခြားဟိုအယုတ်တွေနဲ့ဒီလိုပတ်သက်မှုဘယ်လိုရှိလဲပတ်ကြည့်ဦး အမ hints တွေကပေးလို့ရပါတယ်ကိုငှက်ဆိုလဲအောင်မန်းမှာငှက်မဲဆိုတဲ့ထမင်းဆိုင်ဖွင့်ထားတဲ့အကြောင်းလေး အဲ့ဖင်းဆိုင်တမ်းများပါတယ် ငှက်မယ် ငှက်မဲတဲ့ ငါပဲဘာပတ်သက်မှုငါပဲ ကိုငှက်ကိုအဲ့ဆိုင်မှာထမင်းကျွေးလို့လည်းမရဘူးအဲ့ဆိုင်ရှိကိုကားဖြတ်မောင်းရင်လည်းကိုငှက်စိတ်ဆိုးရ သာဟုတ်တော့ကိုယ်ဟောမှာကြံငှက်မယ်ဆိုဒီဆိုင်တွေကပြောင်းသွားတယ်အဲ့ငှက်မယ်ဆိုတဲ့ဆိုင်ကလူလူတွေကမပြောင်းသေးတာရင်းနာတယ်အဲ့ဆိုင်တွေ ကိုထုံးတော့ပြောတော့ပါဘူးကိုထုံးတော့ တကယ်ကြီးဒါမင်းနဲ့ကနေကြမှာပြောကြရည်လည်းအများကြီးပါဟုတ်တယ် ပြောရင်မိုးချုပ်သွားမယ်လေ မူလေးပါမှာမူလေးပါမှာ ကိုလေးကတော့နောက်3မင်းတို့ season 3ခုလောက်သာရှိတယ်ကပြောစရာ ဖေးပေါ့ငါသူတနေ့ကိုမတည့်ရနေတာပြင်ပန်းနေပြီ ဘယ်လိုတိုင်းကိုလေးပါလူ ဘာလို့ရှောက်ပြောနေရလဲဘာလို့ရှောက်ပြောနေလဲသူတခုပြောရင်ငါ့လည်းတခုပြောတော့မှာပေါ့ဘလို့ဖြစ်နေရလဲမကြက်ပြရတခုပြောရနေတယ်ထုံးတော့တခုပြောပိုင်သေးတော့ဒီကောင်တခုပြောပါလေမပြောဘူး ကိုပိုင်ငယ်ကျော်ငယ်သားလေးသိချင်တာကိုပိုင်အကြောင်းလေးပြောပါ တကယ်ချင်းချစ်တယ် ပိုင် ချစ် သေး တယ်ချစ်တယ် ကိုပိုင်သေးထုံးရဲ့ ချစ်တယ်တဲ့ချစ်တယ် ကြီးသားတွေတဲမှာငါတို့ငယ်တုန်းကပိုင်သေးယူဆွဆွလန်းလန်းချစ်ဖူးကြိုက်အဲ့သိလားအေး ဟဲ့ငါကူပါတော့မင်းအောင်ဘာရှောက်ပြောနေလဲခုနကမှမ ဘယ်လောက်တော့ချစ်တယ်လဲဆိုတော့ဘယ်လောက်တော့ချစ်တယ်လဲဆိုတော့အခုလက်ရှိသူ့အမျိုးသမီးဟိုတော့မှသူငငယ်တုန်းကသူအရင်တော့အရန်ချစ်ခဲ့အရန်ကြိုက်ခဲ့ရတဲ့ကောင်မလေးနဲ့ပုံစံတူတာကိုရအောင်ဖြတ် အောင်မလဲ ရအောင်ချပြီးဒီစားကြ ရှင်းတော့ ရှင်းတော့အဲ့စေကြီး ဟုတ်ပြီတော့ငါမျက်လုံးကြည့်ပြီးတဲ့ပြောလိုက် မဟုတ်ဘူးငါအိမ်ပြန်အောင်မယ်ယူရ တပုံစံနဲ့တူတဲ့လူကိုမရရအောင်ရှာပြီးတော့တကယ်ရင်ကုန်ယူတယ် မယူဘူးပါဘူးမယူပါဘူး ဘုံဘူးကအိမ်ပြန်ရအောင် ဒီငါပြောရင်ကျွန်တော်ကဲ တကယ်ကြီးနဲ့ဘုံဘူးကပြောကြပဲရှိတာ မင်းရောမပေးဘူး ပြောကြတွေပဲရှိတာ ။တော့ကျောင်းငယ်ချင်းကအဲ့လောက်အများကြီးမရှိပါဘူး ပြောကြတွေပဲရှိ ။ တာ ဟောသူ့အကြောင်းတွေကပြောရင်သူကကိုဖမ်းခံမယ်ကိစ္စတွေ ဘာလို့အဲ့ဒါဆိုတော့တခုလည်းမပြောနဲ့သုံးခုတော့ပြောသေးတာလို့ ။ပြောလိုက်မင်းလည်းခံ ငါလည်းအဲ့လိုတွေဖြစ်နေတော့အဲ့ဒါပြောကြတွေပဲရှိ မင်းလိုက်တော့မင်းတို့ဖြစ်နိုင်ရင်ပန်စည်းထုံးလိုမျိုးကိုချစ်တဲ့သူနဲ့တူတဲ့လူကိုအိမ်တော်ပြုနိုင်အောင်ကြိုးစား ကိုပိုင်ကိုပိုင်လေးသားရေကိုပိုင် ဟုတ်ကဲ့ပါကိုပြောမယ်ဆိုရင်အခုကျွန်တော်သမက်စင်ကမြန်မာအစီအစဉ်ကြီးကိုလာရောက်ပြီးတော့ဖျော်ဖြေတင်ဆက်ခဲ့တဲ့အတွက်ကောပရိသတ်တွေကိုဖျော်ဖြေပေးတဲ့အတွက်ကောကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။ဟုတ်ကဲ့။ဒါပေမဲ့ကျွန်တော်လက်ဆောင်အနေနဲ့ခုနဲ့အကြောင်းတစ်ခုလောက်တော့ပြောခဲ့ခြင်းသေးတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟုတ်ကဲ့ကိုပိုင်ရတယ်နော်ရတယ်ဗာလဲအေးကဆရာမဒေဂျီတာတော့သဘောထားကြီးပါတယ် ဟာဘာကြီးတော့ကြော်ညာရမ်းဝင်တော့ဗျာ ကြော်ညာဗလိုက်ဝင် ဆိုင်လိုက် ။ဟောဒါကျွန်တော်ဒီစီစဉ်မှာပါတယ်ကကျွန်တော်သိပါတယ်မှာဦးငှက်တို့ဒွန်းတို့ဆိုတာကျွန်တော်ငငယ်တွေကသူတို့လက်ပေါ်မှာနေကျွန်တော်ကြည့်လာတယ်ကွာ